ဘာပေါ်မှာရှိတဲ့အမြန်ဆုံးလေယာဉ်နဲ့ကဘာတစ်ပတ်ပတ်မယ်ဆိုရင်တော့နိုင်40လောက်ကြာပါမယ်ဒါပေမဲ့အလင်းအတွက်ကတော့တစ်စက္ကန့်မှတင်ကဘာကို9ပတ်လောက်ပတ်ပြီးနေပါပြီNASA ကဖန်တီးခဲ့တဲ့အမြန်ဆုံးလုံးပြန်နဲ့ကျွန်တော်တို့လကဘာကိုသွားမယ်ဆိုရင်တော့15နာရီလောက်ကြာပြီမဲ့ကျွန်တော်တို့ laptop တစ်ချက်ကြီးတဲ့အချိန်မှာအလင်းကလကဘာစီကိုရောက်နေပါပြီမြင်တောင်ပြောရရင်စပေါင်း1900လောက်กว่าတာပေါ့ဗျာလက်ရှိကျွန်တော်တို့နေထိုင်ရာကဘာကနေအင်္ဂါဂြိုဟ်ကိုသွားမယ်ဆိုရင်ရက်ပေါင်း10ရက်လောက်မနာမတမ်းသွားနေမှရောက်မှာပါဒါပေမဲ့အလင်းကတော့အဲ့ဒါကိုရောက်ဖို့အတွက်3မိနစ်ပဲလိုပါတယ်ဗျာကျွန်တော်တို့နေကိုကြည့်တဲ့အချိန်မှာအခုလက်ရှိကနေမဟုတ်ပါဘူးတကယ်အစ်စ်နေကနေအလင်းကိုကဘာစီကိုရောက်ဖို့10မိနစ်လောက်ကြာပါတယ်ကျွန်တော်တို့မြင်တွေ့နေရတဲ့နေရဲ့အလင်းရောင်ဆိုတာကလွန်ခဲ့တဲ့10မိနစ်ကနေအလင်းရောင်ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကောင်းကင်မှာမြင်တွေ့ရနေတဲ့ကျယ်တွေရဲ့အလင်းကတော့လွန်ခဲ့တဲ့နှစ်တန်းကြီးပေါင်းများစွာအရင်ကတည်းကကျယ်တွေဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့အလင်းကအဲ့ဒီနေရာကနေဒီနေရာကိုထပ်တန်းသွားလာဖို့အတွက်အချိန်အလုံးယူခဲ့ရလို့ပေါ့ဗျာ။ဒါကြောင့်အလင်းကိုစကြဝဠာရဲ့အမြန်ဆုံးအကန့်အသတ် universal speed limit လို့သတ်မှတ်ကြပါတယ်ဗျာ။ဒီနေ့အတွက်တော့ဒီလောက်ပါပဲဗျာ။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေထပ်ပြင်ပေးပါမယ်ဗျာ။